coffee စစ်စစ်ဘယ်မှာရှိမလဲကျွန်တော်လိုက်ပြပါမယ်ဒီမှာပါ coffee စစ်စစ်ဒီဝေးဒီနေ့ကတော့နေလက်စာအတွက်ဖိုက်ဖြည့်ဖို့ရောက်လာတာပေါ့နော်ထဲရောက်လို့ကြည့်လိုက်မယ်ဆိုရင်တော့ disco ball လိုက်ပြီးတော့လေကားတောက်လျှောက်ပကြီးကားလိုက် S time တွေကျွန်တော်တော့မသိပေမဲ့ခန်းစားလို့ရခဲ့ပါတယ်ပေါ့နော်ဒီတစ်ခုကလွဲပြီးတော့ဒါကတော့ဘာလို့ပြောမှမသိသစ်ပင်လားဒီတိုင်းပေါင်းလားခဲမီနူတွေကိုတော့တနားရီလောက်ရှင်းနေနောက်နဲ့လန်တော့ရှာကြည့်ပြီးနောက်မှာတော့သူတို့စီက signature ဖြစ်တဲ့80 coffee နဲ့80ဘာကအောင်မှားလိုက်တယ်ပေါ့နော်နာမည်ဒီဘာလို့ပြောင်းပြန်ပေးထားလဲတော့coffee ကနေစပြီးတော့ပြောရမယ်ဆိုရင်တော့ coffee ကိုခါမယ်ထင်တာပေါ့နော်ဒါပေမဲ့ caffeine တဲ့လိုအပ်နေတဲ့လူတွေတော့ဒါချိုချိုခါခါလေးနဲ့ဝယ်ထဲမှာတောက်ရတဲ့ vibe မျိုးလေးရတယ်အကာဘတ်တလဲပြန်လေးရတယ်စာ chicken ကိုဟာဂျီမဲယုတ်တာပထမဆုံးဘာကရောင်ကတော့နည်းနည်းနေမကောင်းလို့တော့ဖြစ်နေပြီမဲ့ပါဝင်တဲ့အမေတွေကတော့ patty နှစ်ခု cheese တွေနဲ့ဆိုတော့စားရတော့ဤတဲ့ထင်ရမယ်အရသာ balance ဖြစ်ပြီးတော့ပေါ့နော်ဆင်ပြေရတဲ့ပြောမှာပေါ့ဆုံးမတော့ coffee စစ်စစ်ကိုရှာဝယ်ပြရှိခဲ့ပါတယ်